ဘဝရဲ့အနိုင်ဆုံးအချိန်မှာမင်းအနာမှာဘသူရှိလဲသို့မဟုတ်လူတိုင်းစောက်တည်တဲ့အရေးကြီးဆုံးဆက်ဆံရေးလူတိုင်းကကိုယ်အနာမှာအမြဲရှိနေမယ်လို့ထင်ရပေမဲ့ဘဝရဲ့အမောင်ဆုံးအချိန်ရောက်မှတကယ်ကြံခဲ့တဲ့သူကဘသူလဲဆိုတာသိလာရပါတယ်နံပါတ်1ကိုမချစ်တတ်ရင်ဘယ်ဆက်ဆံရေးမှမခိုင်မာနိုင်ဘူးတခြားသူတွေစီကချစ်ချင်းမြတ်တာအသိမှန်ပြုမှုနဲ့တမှုထားမှုတွေကိုရှာဖွေနေမဲ့အစားကိုအရင်လက်ခံပြီးတမှုထားတတ်ဖို့လိုပါတယ်ကိုမချစ်တတ်တဲ့သူဟာတခြားသူတွေရဲ့အမြင်ပေါ်မှာပဲဘဝကိုအခြေခံနေမိတတ်ပါတယ်နံပါတ်2အခက်အခဲတွေကိုကြော်ဖြတ်ပေးနိုင်တာကိုယ်တိုင်ပဲဖြစ်တယ်ဘဝမှာစိတ်ပြည့်စရာနာကျင်စရာကြောက်ရွံ့မှုတွေကြုံလာတဲ့အခါလူတွေကအားပေးနိုင်ပေမဲ့အဲ့ဒီဒဏ်ရာတွေကိုတကယ်ကြော်ဖြတ်ရမှာကကိုယ်တိုင်မှာပဲကိုယုံကြည်မှုရှိတဲ့သူကဘလို့အခြေအနေမျိုးမှမဆိုပြန်ထနိုင်ပါတယ်နံပါတ်3တလုံးမခွေးနိုင်တဲ့ဆက်ဆံရေးကကိုနဲ့ကိုပဲမိတ်ဆွေတွေပြောင်းလဲနိုင်တယ်ချစ်သူတွေဝေးကွာသွားနိုင်တယ်ဘေးနာကအလူတွေထွက်ခွာသွားနိုင်တယ်ဒါပေမဲ့မွေးဖွားတဲ့နေ့ကနေနောက်ဆုံးအသက်ရှူတဲ့နေ့အထိကိုဘဝနဲ့အတူအမြဲရှိနေမဲ့သူကတော့ကိုယ်တိုင်ပဲဖြစ်ပါတယ်ဒါကြောင့်ဒီဆက်ဆံရေးကိုအကောင်းဆုံးတိဆောက်ထားဖို့လိုပါတယ်လောကကြီးကမင်းကိုဘလောက်ပဲလက်လွတ်သွားပါစေကိုလက်မလွတ်တဲ့သူတယောက်ဖြစ်နေသူ၍မင်းဘဝကပြန်လဲကြောက်ပနိုင်ပါတယ်